10 minute တွင်အခုလို touch preview effect လုပ်တဲ့နည်းကိုပြပေးမယ်ဒီလို effect လုပ်ဖို့ဆိုရင်တော့ original clip တစ်ခုရဲ့စာတန်းပါတဲ့ clip တစ်ခုရဲ့လိုတယ်ဒီတော့ကျွန်တော်စာတန်းပါတဲ့ clip တစ်ခုကိုရေကောင်းလုပ်ကြမယ် default text တွေကကျွန်တော် text တစ်ခုကိုထိုင်းလို့ဆက်ထည့်လိုက်ပြီးတော့ကျွန်တော်ဒီမှာ touch preview effect လို့ရေးလိုက်မယ် text ကိုတော့ကိုထားခြင်းတဲ့နေရာမှာ negative adjust လိုက်လုပ်ပြီးလိုက်ပြီးတော့ဒီ text layer ကိုထိုင်းလိုက်အပြည့်ထားပြီးမှ export ထုတ်လိုက်ပါဒီဆိုရင်ကျွန်တော်မှ original clip တစ်ခုရပြီ original clip ကိုအရင်ထိုင်းနဲ့ထည့်လိုက်မယ်ပြီးတော့မှစာတန်းပါတဲ့ clip ကို overlay တွေနဲ့တော့အပေါ်မှာထားမယ်ပြီးရင်အဲ့ဒီ clip ကိုပဲ select ပေးမယ် mask ကိုနှိပ် split ကိုရွေးပြီးရင် mask မြင့်ကို290 degree ချပြီးတော့စာတန်းအစစီကိုရှင်းပေးမယ် play head ကိုတော့လူက mask အုပ်ထားတဲ့မြင်းအကျော်လေးမှာထားပြီးတော့ mask တင်ပေးက keyframe တစ်ခုကိုထည့်မယ်ပြီးရင် video ကို play နှိပ်လိုက်အရှိနဲ့ရောက်သွားရင် pass လုပ် mask မြင့်ကိုအခုလိုမျိုးလူနောက်ကိုလိုက်ပြီးရွှေ့ကြည့်ပေးရနဲ့ထိုင်းထဲမှာ keyframe တွေကသူ့လိုပေါ်လာဖြစ်ပါတယ်စလုံးတွေအားလုံးပေါ်တဲ့အထိအခုလိုမြင်းကိုလိုက်ဆွဲပေးရအောင်ဖြစ်ပါတယ်ဒါဆိုရင်တော့ touch preview effect တစ်ခုရပါပြီနောက်ထပ် local စစ်ကျင်တဲ့ jewelry ရှိနေ comment မှာရေးပေးခဲ့ပါဒီနေ့ direct minute စာအဒီမဲ့ဖြစ်ပါတယ်